အခုမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့ဒါတော်တော်လေးစိတ်ဝင်စားဖို့လည်းကောင်းပြီးတော့အသေးလေးရဖို့ကောင်းတယ်ပေါ့နော်ကျမတို့မြင်တော်တော်လေးအသေးရလာပါတယ်ဆိုတော့ဒါကြွက်တရေချားထဲမှာခလေးလေးတစ်ယောက်ကအကြောက်လက်မရှိဘဲနဲ့ထိုင်ပြီးတော့စော့ကစားနေတာပါပုံမှန်ဆိုလို့ရှိရင်တော့ဒါကျမတို့အိမ်ဒီမှာကြွက်ကိုမြင်ပြီးဆိုတာနဲ့ကိုကပြေးရင်ပြေးမပြေးလို့ရှိရင်သူ့ကိုဒါမောင်းထုတ်တော့တာပဲဟုတ်တယ်မလားဒါပေမဲ့အခုမြင်တွေ့နေရတဲ့ဗီဒီယိုတွေထဲမှာတော့ဒါကြွက်တွေကိုမောင်းထုတ်ဖို့နေနေတာပေါ့နော်သူတို့ကနတ်ဖျားတွေလိုကိုးကွယ်ပြီးတော့နွားနိုးတွေတိုက်ကျွေးတယ်အစားအစာတွေတေးချကျွေးမွေးပြီးတော့ဒါလူတွေနဲ့ရှင်ပါနေရအောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုမြင်ပြီးတော့နောက်ဆက်တွဲလေးလာကြည့်လိုက်တဲ့အခါမှာတော့ဒီနေရာကဒါကမ္ဘာပေါ်မှာအထူးဆန်းဆုံးနေရာတွေတည်းကတစ်ခုဖြစ်တဲ့အိန္ဒိယနိုင်ငံမှာတည်ရှိတဲ့ခါလီမာတာလို့ခေါ်တဲ့ဒါကြွက်ဖျားကျောင်းဖြစ်နေရပေါ့နော်ထူးဆန်းတဲ့ဒီကြွက်ဖျားကျောင်းကြီးကပေါ့နော်အိန္ဒိယနိုင်ငံအနောက်ပိုင်း Rajasthan ပြည်နယ်ရဲ့သာရတဲကန်နာရအနီး Dashno ဆိုတဲ့မြို့ကလေးမှာတည်ရှိတယ်ပေါ့နော်အဝေးကနေကြည့်မယ်ဆိုလို့ရှိရင်တော့ဒါစတင်ကြောက်အဖြူတွေနဲ့တိဆောက်ထားပြီးတော့ငွေရောင်တက္ကမကြီးနဲ့အရှမ်းကိုခန်းသားထဲဝါလှတဲ့ဟိန္ဒူဖျားကျောင်းကြီးတစ်ခုပါဒါပေမဲ့အဲ့ဒီတကားဝါကနေပြီးတော့ဒီဖျားကျောင်းထဲဝင်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့အထင်နဲ့အမြင်တွေကတော့လုံးဝပြောင်းလဲသွားမှာပါဘာလို့လဲဆိုတော့ခြေချလိုက်တဲ့နေရာတိုင်းထောက်ပေါင်းစုံတိုင်းမှာပေါ့နော်တောင်းနဲ့ချီတဲ့ဒါကြွက်အုပ်စုလိုက်ကြီးကိုမြင်တွေ့ရမှာပဲမှတ်လို့ပါဒီလောက်များပြတဲ့ကြွက်တွေကိုဘာလို့အိန္ဒိယလူမျိုးတွေကတန်မိုးထားပြီးတော့ကိုးကွယ်နေကြရလဲစောင့်ရှောက်နေကြရလဲဆိုတော့ဒီဖျားเจ้าကြီးရဲ့နောက်ွယ်ကစိတ်ဝင်စားဖို့ကောင်းတဲ့ဌာနကြီးနှစ်ခုလည်းရှိနေပါသေးတယ်ပထမတစ်ခုကတော့ပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းကအဲ့ဒီဒေသမှာကာလီမာတာလို့ခေါ်တဲ့ဒါအန်အောစရာတကိုးတွေနဲ့ရှိနေတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်ပေါ့ဒီနေ့မှာတော့သူမရဲ့ချစ်လှစွာသောသားငယ်လေးကဒါရေကန်ထဲကိုပြုတ်ကျပြီးတော့မတော်တဆသေဆုံးသွားခဲ့တယ်ပေါ့နော်မိခင်တစ်ယောက်ရဲ့မြစ်တာနဲ့ကာလီမာတာဟာဒါတေမင်းသခင်ရမမင်းစီကိုသွားပြီးတော့သူကသူ့ရဲ့သားဖြစ်သူရဲ့အသက်ကိုပြန်ပေးဖို့ငိုယိုပြီးတော့တောင်းခံခဲ့တယ်ဒါပေမဲ့ရမမင်းကတေးပြီးသားသူရဲ့အသက်ကိုအသက်ပြန်သွင်းပေးဖို့ဒါညင်းပယ်ခဲ့တယ်ပေါ့နော်ဒါကြောင့်ကာလီမာတာကစိတ်ဆိုးပြီးတော့သူကသစ္စာဒိဋ္ဌံပြုလိုက်ပါတယ်ငါ့ရဲ့မျိုးနွယ်စုတွေတေဆုံးသွားရင်ဂျမမင်းရဲ့ငရဲပြည်ကိုဘတ်တော်မှမသွားစေရဘူးသူတို့အားလုံးဟာတေဆုံးပြီးတာနဲ့ဒီဖျားเจ้าနဲ့မှာကြွက်အဖြစ်နဲ့ဒါချက်ချင်းဝင်စားရမယ်နောက်ပြီးတော့အဲ့ဒီကြွက်တွေတေဆုံးသွားတဲ့အခါမှာလည်းလူဘဝကိုပြန်လဲမွေးဖွားရမယ်ဆိုပြီးတော့ပါအဲ့ဒါကြောင့်မလို့ပေါ့နော်ဒီဖျားเจ้าတွေကကြွက်တွေကိုသူတို့ကဒါရိုးရိုးပိုးမွှားတလိမ့်ဆန်တွေလို့မသတ်မှတ်ပဲနဲ့သူတို့ရဲ့ဘိုးဘွားပြည်ပင်ဒါကလေးငယ်တွေပြန်ဝင်စားတာလို့သူတို့ကသတ်မှတ်ပြီးတော့ဒါတေးသေးချာကျွေးမွေးဆောင်ရှောက်ပြီးတော့ရိုးရိုးသေးကိုးကွယ်နေကြတာဖြစ်တယ်လို့လည်းပြောကြပါတယ်ဒုတိယတစ်ခုကတော့ဒါဒေတာတချို့မှာပြောလို့ရှိရဲ့နောက်ထပ်သမိုင်းခွဲတစ်ခုပါတခါတော့ကအနီးနားကစစ်ပွဲတစ်ခုမှာပေါ့နော်တိုက်ပွဲဝင်ရမယ်ဒါစစ်တဲ့2000ကျော်ဟာစစ်မြေပြင်ကနေပြီးတော့ထွက်ပြေးလာပြီးတော့ကာလီမာတာရှိရာဒီဒက်ရှနိုမျိုးစီကိုရောက်ရှိလာကြရဲပေါ့နော်အဲ့ဒီခေတ်ကစစ်ပြေးတာဟာဒါတေတံပေးရမယ်ရာဇဝတ်မှုကြီးပါသူတို့ကကာလီမာတာစီမှာဒါအသက်ချမ်းသာခွင့်ပေးဖို့အကာအကွယ်တောင်းခံခဲ့ကြရဲပေါ့နော်ကာလီမာတာကလည်းသူတို့တနာတာကြောင့်တေတံကနေပြီးတော့လွတ်မြောက်အောင်လို့ဒါတကိုးနဲ့သူ့ရဲ့တကိုးနဲ့ကြွက်အုပ်စုကြီးအဖြစ်ပြောင်းလဲပေးလိုက်တယ်လို့လည်းဆိုပါတယ်ပြီးတော့အဲ့ဒီစစ်သည်တော်တွေကလည်းဒီဖျားเจ้าကြီးထဲမှာပဲကာလီမာတာကိုအလုတ်ကျွေးပြုစုရှင်နဲ့ဒါထာဝရနေထိုင်သွားရမယ်လို့ခရစ်သစ္စာပြုခဲ့ကြတယ်လို့လည်းဆိုပါတယ်နောက်တစ်ခုထူးဆန်းတာတော့ဒါယောဂအန်ဒီရဲ့ဘက်အချမ်းပေါ့နော်ကျမတို့အားလုံးသိကြတဲ့အတိုင်းဒီ trust ဆိုတဲ့တရားဝါတွေကဒါကမ္ဘာသမိုင်းမှာပေါ့နော်အရန်ကိုစိုးရတဲ့ပလိယောဂလိုမျိုးကူးဆက်ယောဂတွေကိုဒါတည်ဆောင်လာတတ်တဲ့တရားဝါမျိုးတွေပေါ့ဒါပေမဲ့ဒီဖျားเจ้าကြီးရဲ့သမိုင်းတစ်လျှောက်မှာပေါ့နော်ဒီကြွက်တွေကိုကိုးကွယ်တဲ့ဒီဖျားဘူးတွေရောဒီသားခံတွေရောကဒီကြွက်တွေနဲ့ပတ်သက်ပြီးတော့ဘာယောဂမှမဖြစ်ဘူးလို့လည်းသိရပါတယ်နောက်တစ်ခုကတော့ဒါကြွက်တွေကိုက်ဖြတ်ပြီးတော့ဂျန်တဲ့အစားအသောက်တွေကိုသူတို့ကဒါမြင့်မြတ်တဲ့အစားအသောက်တို့ယူဆပြီးတော့ဒီဂျန်တဲ့နိုးတွေဘီစကစ်တွေကိုပြန်လဲပြီးတော့စားသုံးကြတဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်တာမန်လူဆိုလို့ရှိရင်တော့ဒီလိုလုံရက်တွေလုံလို့ရှိရင်ယောဂရနိုင်ပေမဲ့သူတို့တို့ဒါဘာမှမဖြစ်ဘူးဆိုတာကဒါထူးဆန်းတယ်လို့ပဲပြောရမယ်ပေါ့နော်ဒီဖျားเจ้าရဲ့မှာကြွက်အကောင်ရင်2000ကျော်ရှိတဲ့အထဲမှာပေါ့နော်တခါတရံဒါကြွက်အဖြူလေးတွေလည်းရှိနေပါသေးတယ်တချို့ဖျားဘူးတွေဆိုလို့ရှိရင်ဒီကြွက်အဖြူလေးတွေတွေ့ရဖို့အတွက်ပေါ့နော်သူတို့နိုင်ပေါင်းများစွာဖျားเจ้าထဲမှာအချိန်ကုန်ခံပြီးတော့ဒါစောင့်ဆိုင်တက်ကြတယ်ပေါ့ဘာလို့လဲဆိုတော့ဒီကြွက်ဖြူလေးတွေတွေ့လို့ရှိရင်ဒါသူတို့အတွက်ကံကောင်းခြင်းကာနီမာတာနဖျားမကိုယ်တိုင်ကလာပြီးတော့ဒါသူတို့ကိုကံကောင်းခြင်းပေးတာဆိုပြီးတော့သူတို့ကသတ်မှတ်ကြတာမျိုးပေါ့နော်နောက်တစ်ခုကတော့ဒီဖျားเจ้าကြီးထဲမှာထူးဆန်းတဲ့စီကံတစ်ခုရှိသေးတယ်အဲ့ဒါကတော့ဒါဖျားเจ้าကိုလာရင်လည်းပေါ့နော်တွားရင်လာရင်ကိုကဒီကြွက်တစ်ခါကိုတက်နေမိပြီးတော့အဲ့ကြွက်ကတေဆုံးသွားခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီလူကအပြစ်ဖြစ်တဲ့အနေနဲ့ဒီဖျားเจ้าကြီးကိုရွှေအစ်စ်ဒါမှမဟုတ်ငွေအစ်စ်နဲ့ပြုတ်လုပ်ထားတဲ့ဒါကြွက်ရုပ်လေးတစ်ရုပ်ကိုပြန်လဲအစားထိုးလှူဒန်းပေးရမယ်ဆိုတဲ့စီကံမှာအဲ့တော့ကျမတို့အစကမြင်တွေ့ခဲ့ရတဲ့ဗီဒီယိုလေးတွေကကလေးကပေါ့နော်ဘာလို့ကြွက်တွေကိုမကြောက်တာလဲဆိုတာသဘောပေါက်သွားလောက်ပြီလို့ထင်ပါတယ်ရှင်ကျမတို့တို့ကတော့ဒီကြွက်တွေကအမြင်တစ်မျိုးဖြစ်နေပေမဲ့သူတို့ဒေတာသူတို့စီကကလေးတွေအတွက်ကတော့ဒါတော်တော်လေးကိုရှင်ပါပြီးတော့သူတို့အတွက်မြင့်မြတ်တဲ့အရာတစ်ခုလို့တော့သူတို့ကသတ်မှတ်ထားကြတာပေါ့နော်
အဲ့တော့ကာနီမာတာဆိုရဲဒီကြွက်ပြားကြောင်းကြီးရဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲပေါ့နော်ဆိုတော့ကြည့်ရှုသူတွေအနေနဲ့ကဒီထောင်တောင်းချီတဲ့ကြွက်တွေရှိတဲ့ဒီကြွက်ပြားကြောင်းကြီးတွေကိုပေါ့နော်အလဲအပတ်သွားခွင့်ရမယ်ဆိုလို့ရှိရင်ရောသွားကြည့်ကြလားရှင်ကျမကတော့လုံးဝမသွားချင်ပါဘူးဟုတ်ကဲ့ပါဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ရှုပေးတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေနော်